တကယ်ကိုအတူတူသွားတာနောက်ဆုံးမင်းအချင်းရောက်တာလေးတွေငါပြောပြအောင်စင်မောမှာငငယ်ကတို့ကနည်းနည်းလဲချိုးတယ်ချိုးတယ်တော့ငါဘောင်းမီလေးနှစ်ထည့်ရှိတယ်သားသူကတစ်ထည့်ရှိတယ်ကွာအနီရောင်လေးသူကငါမီကိုရောင်လေးရဲ့နောက်တစ်ထည့်ရှိတယ်ဟဲ့လေမင်းဘောင်းမီဒီပိုင်းစင်ပွဲရှိရနော်တိုက်တာငါမတိုက်ရတယ်စင်မောရောက်တော့သူကြီးပဲဆော်ဝဲတယ်ကွာငါသူမှအနီတစ်ထည့်ရှိတယ်ကွာငါဟိုဟွာလေးကဟိုမီကိုရောင်လေးကတော်တော်မိုက်တယ်ကွာဟိုတော့ကသားလေးဟိုကြောင့်ပေးမအောင်တီးအောင်တဲ့ကွာသူကြီးပဲလောက်ပဲအဲ့လိုအတန်ကြည့်တာနေရောလူတော်တွေမှာငါပြောမရပါညာလူတွေများပြီဆိုဘာမီဘာညာဆိုဖက်နဲ့ပေါ့ဟာဘောသားလည်းဖြစ်ဒါမျိုးထွက်ပြေးရတာဟိုပြန်မလို့ရင်လို့ပေါ့ပြန်လို့လည်းမရဘူးတော့အဲ့တော့ခဲတဲ့ပေါ့လေခဲတဲ့လူဆိုတော့ဒေါသတော့ဖြစ်တာပေါ့စလူတို့အဲ့ပြန်သွားရင်ပြေးပြန်ဘောမှာမှတ်သားစရာတစ်ခုရှိတယ်မှတ်သားစရာလေးတစ်ခုဘယ်တော့မှမေ့မှလည်းမဟုတ်အဲ့အိမ်ကိုထွက်ပြေးလာဟာဘောင်းတာကြီးတော်တော်မှန်တယ်ပြောဘောပါဟာဘာလို့ဘယ်ကိုရိုက်တယ်ဝါခွေးရိုက်တာဟာဦးရမရှိဘူးဒီကျက်မရှိဘူးဦးလေးဘာလို့ရိုက်တာလဲသူဟောဘာဖြစ်တယ်ပြောဟာဟဲ့ရိုက်ရောလားဒါအကျက်သီးပြင်းနဲ့ပြေးလာမနေ့ဖန်ကြရဲ့ဒါဒီကြအဲ့ညနေပဲအဲ့ညပဲရက်တွေရောက်လာပြီးတော့ရက်ကြိုင်ကမော်လင်သွားပါလိုက်ပဲကွာလိုက်ဘာသွားလုံมาလဲဆိုတော့အမေဘော်လီကြက်ခဲလို့ဘော်လီတော့ပေါ့အမေကဘောအကြောင်းရရလဲနော်မေဘာမှမဟုတ်ဘူးငါအိမ်ကထွက်အိမ်ကရိုက်လို့ထွက်ပြေးလာပြီးငါအိမ်ကဆင်းလာပြီးအေးတယ်အဲ့ဒါဆိုငါတို့မော်လပြန်ဘာသွားလို့မှလဲအမေဘော်လီကြက်ခဲလို့လေအဲ့ဘော်လီကိုဟိုကလွယ်တဲ့နှစ်ယောက်ကာကမရှိဘူးကာကအကျွေလေးပဲရှိတာကာကမပေးနိုင်တော့ဘာမော်လပြန်ကအပေါ်ကတက်ပြီးနှစ်ယောက်ခိုးစီးတာနှစ်ယောက်လိုက်မယ်တယောက်စာပေးပြီးတော့ထိုင်ကုန်ဝီယူအပေါ်တက်စီးမယ်အော်ဘိုးကတက်စီးအဲ့ဒါလေးပေးပြီးတော့ပတ်စံမရှိဘူးမရှိတော့အပေါ်မှာတို့ပေါင်မုတ်တွေအလှအတွက်ဝယ်လာတာချင်းတော်ကြီးနေနဲ့တို့ကဟိုတာလဘတ်မိုးကြီးထဲမှာတို့ဝယ်ပြီးတော့အဲ့လိုအိတ်ကြီးအဲ့လိုပုံပြီးလိုက်ပါမိုးတွေရွာလဲအဲ့လိုလိုက်သွားတော့တို့ဖေဟာကြီးမွေဖျားကြီးမဟုတ်ပါဘူးတထုံရောက်တော့ဘိုက်စာတထုံမရောက်ခင်ကတနေရနားတယ်နားတော့ဘိုက်သာစားဘိုက်သာပတ်စံမရှိဘူးအောင်မုတ်တွေတွေ့တယ်ပေါင်မုတ်တွေတွေ့တယ်လှုပ်လိုက်ဆိုတော့ငါကြည့်တယ်အေးနဲ့အောက်ကြီးကအောက်ကလူတွေကြည့်လိုက်သေးတယ်သိမချင်တော့မလာတော့မယ်သိမအေးဆိုလည်းရောက်အဲ့ပေါင်ကိုတရားထားတာပေါင်ကအေးဘုရောပေါင်ကြီးကြည့်ဒီဘုရောထုတ်တာသွားရောအဲ့တထုံရောက်တော့ပြောကြအောင်မယ်တထုံကငါသမီးထွက်ရှာခိုင်းတာပစုံညောင်ရီသွန်းနဲ့သွားတော့လဲဟာအဲ့ဒါပါလဲအဲ့ဒါပစုံညောင်ရီသွန်းပဲလှဲ့လာတယ်မင်းအဲ့မှာကျွေးတာတွေရှိတယ်တဲ့ကလုံးကမင်းဆိုအဲ့မှာမော်လမြိုင်ကျကျွေးတယ်ကွာသားအဲ့နဲ့ဆင်းပြီးဟိုမှာကျွေးတယ်ဟေးဆိုဝင်စားကြစားဆဲပြီးတော့ရောက်သွားဆိုတော့ရောက်သွားတဲ့ခါညကြတော့ဥရှိတင်လာတဲ့တိုးရံပေါ့ဥရှိတင်လာလဲငါလည်းမသိအမပြောပြလိုက်ဥရှိတင်ဘာဖြစ်လဲဆိုဥရှိတင်တော့ဥရှိကြီးကအဘိုးဟာလာစားသုံးပါဘာကြဆိုတယ်ပါစားသုံးပါလို့ပြောပြီးရတဲ့အဲ့ရက်ရွာလူတွေကအဲ့ဥရှိပွဲအတိတ်ဝင်လူတာဟာလို့ထွက်ပြီမတရားနဲ့တို့ဒီမှာတင်ပြီးမှအားလုံးဝေမစားရတယ်ကိုမတင်လို့ရုံဝိုင်းအဖိုးစားသုံးပါအဖိုးစားသုံးပြီးပါရခေါ်တဲ့သားသမီးအဲ့ရောလို့ဝင်လူတာဟာချောင်းပြီးတဲ့တွေ့တော့ဟဲ့ထွက်ပြန်မဟုတ်ဘူးဘောလုံးပြေပါအဲ့ဒါရက်ဒေတာရဲ့ချစ်စရာဒလိပဲလို့အဲ့ဒါစတေးဆိုပြီးတော့အဲ့ဒါနဲ့ကျွေးရောကွာဗာလဲမတည့်ရဘီကူတီတဲ့ကြားအဲ့တကြားတဲ့ဘီကူတီတော့မင်းကိုတီးလည်းမပြေဘူးသူကအဆိုးဆုံးကဘာလဲလို့ပဲဒွင်းသီးကိုနံလို့ဆိုရင်မစားဘူးဒွင်းသီးပြဿနာလေးရှိသေးတယ်ဒွင်းသီးကနံလို့ဆိုမစားရတာနဲ့ဒီလဲကိုအကိုကဘာသွားပေးတာဆိုလို့ရှိရင်အဖေကရှင်ပြီးမပါတော့ဘောလီမပါသွားလို့လက်တော့ပါတို့နေတယ်ဘာပြောတယ်ငါတို့ကြီးကိုတယောက်ကိုလို့ခုချိန်သဘောကဖမ်းပြီးတော့မင်းတို့တယောက်ကို30တောင်မပါဘူးလားဆိုဒီရင်ငါတို့ခံရပါတော့အင်ကြီးတဲ့ထိုက်တယ်ဘောလီ30ပဲပါအဲ့တကယ်တော့လေတဲ့ဘောလီ30ပါအဲ့ဒါတော့တစ်ရက်လောက်နေဈေးရောက်တာအဲ့ပေါက်ဟိုဈေးပါပေါ့ဈေးရောက်နေတယ်တစ်ရက်လောက်နေလေနေပြီးတော့တိုးရက်ပြောတော့ပြန်နေပြီတဲ့အပြန်နေပြီဆိုပြန်ခွာလို့ဆိုပြန်ဟုတ်နားစိတ်ကပြရတယ်ဦးလေးကသေးတာလားဦးလေးလို့သူ့တီလာဆိုတာတီလာဟောဘာကြတက်တယ်ဆိုတော့အားတဲ့မတက်ဘူးတဲ့မလိုက်ဘူးတဲ့အဲ့ကားကြီးဒွင်းသီးကားကြီးနန်းစော်နေတာပဲတဲ့ဒွင်းသီးကစပယ်ရရဲ့ငါရဲ့သူရဲ့3ယောက်မောင်းနေတယ်အဲ့တော့ငါတို့က2ယောက်နောက်မှာထိုင်ဒွင်းသီးတန်းလို့တဲ့ဆိုတော့မစားနိုင်ဘူးတဲ့မစားကြည့်ပါလဲစားအဲ့ဒါလမ်းမကာပြည့်ခေါ်ဒီကလည်းတအားဘူးသမီးကလည်းဆိုင်ရွာနေဘိုးတော့ကမော်လ်မြန်လမ်းအဲ့လိုမဟုတ်လမ်းလည်းကျဲတယ်လူလည်းမရှိဘူး
ရပြီးဝင်းသီးတွေကပြဲလန်းပြီးကုံစဲနဲ့တခါတည်းပူတော့ကြည့်တော့ငါလည်းတပည့်ကတင်စားလေးတဲ့ဘိုက်စာနဲ့သူကတော့ဆွဲတယ်မဟုတ်ဘူးခင်ဗျဘိုက်စာနေလဲနှာခေါင်းလေးပိတ်စားကြည့်လိုက်ပါလားဘိုက်ကစားအေးအားလို့ပြောနှာခေါင်းလေးပိတ်စားလဲအရသာဟာစားလဲထွေးသီးဟိုအဲ့မှာဒါပထမဆုံးမှတ်တမ်းပဲထွေးသီးကိုလုံးဝဝင်မဲ့ဆိုတာဟေ့ထွေးသီးစားလာရေချိုးတော့တဲ့ဟိုကပြောရတာဘူးတွေထွက်အဲ့ဟာပေါ့ဆယ်တန်းဒုတိယနေဆို18နှစ်ပဲရှိသေးတယ်အဲ့ဒွင်းသီးကိုအဲ့ကြအဲ့မှာစားပြီးမှတ်တမ်းပဲအဲ့ဒါစားအဲ့လိုမျိုးတွေပေါ့နော်ဟိုကတော့ပွေးလဲပွေးခဲ့တယ်ကြီးတဲ့တကောင်လဲရှောက်သွားခဲ့တယ်